စစ်တပ်ရဲ့အမာခံထောက်ခံသူလူရွှေတော်တူဖြစ်တဲ့ဦးအောင်တိခဦးတင်ထွန်းအောင်55နှစ်ကွယ်လွန်လို့သွားခဲ့ရပြီလေဖြစ်ပါတယ်။မြန်မာရုပ်ရှင်နဲ့တပင်လောကမှာပရိသတ်တွေကိုရေမောပျော်ရွှင်မှုတွေပေးဆန်းနိုင်ုံတွေမကပဲပြောင်မြောက်တဲ့ဇက်ပိုတရုပ်ဆောင်ချက်တွေနဲ့အနုပညာမှတ်တိုင်စိုက်ထူနိုင်ခဲ့သူတို့ရှိပါတယ်။သူကတော့တခြားသူမဟုတ်ပဲလူရှင်တော်တက်တန်း30ကျော်ဖြတ်တန်းလာခဲ့ပြီးအကယ်ဒမီစုကြီးကိုပါစွတ်ခူးရရှိထားတဲ့ဝါရင်တရုပ်ဆောင်လူရှင်တော်ကြီးဦးအောင်တီပဲဖြစ်ပါတယ်။လူရှင်တော်ဦးအောင်တီဟာအနုပညာလောကတွေကိုဇက်တပင်လူရှင်တော်ဘဝနဲ့စတင်ဝင်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။ပရိသတ်ကိုပြက်လုံးတွေနဲ့ဖျော်ပြရင်ဟာတလူရှင်တော်ဖြစ်နာမည်ရလာခဲ့ပြီးနောက်ပိုင်းမှာတော့ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေမှာဇက်ပူဇက်ရန်တရုပ်ဆောင်ဖြစ်နေရာရလာခဲ့သူလည်းဖြစ်ပါတယ်။သူဟာဇာတ်ကားပေါင်းများစွာပါဝင်တရုပ်ဆောင်ခဲ့ပြီးသူပါဝင်တဲ့ဇာတ်ကားတိုင်းမှာမရှိမဖြစ်ဇက်ကောင်ဖြစ်ပရိသတ်တရဲ့ရှင်နဲ့နေရာယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။လူရှင်တော်တယောက်ဇက်ပိုတယောက်အတွက်အနုပညာရဲ့အမြင့်ဆုံးအတိမတ်ပြုဖြစ်အကယ်ဒမီဆုကိုရရှိဖို့ဆိုတာတကယ်ကိုခဲရင်လှတာလည်းဖြစ်ပါတယ်။ဒါပေမဲ့ဦးအောင်တီဟာသူ့ရဲ့ပြောင်မြောက်လာတဲ့တရုပ်ဆောင်ချက်တွေကြောင့်2020ပြည့်နှစ်အတွက်အကောင်းဆုံးမျိုးသားဇက်ပိုဆုကိုတောင်းတိုက်ကကြားစီတာရုပ်ရှင်ဇာတ်ကားကြီးနဲ့ထိုက်တန်စွတ်ခူးရရှိခဲ့သူလည်းဖြစ်ပါတယ်။ဒါဟာအနုပညာတက်တန်း23နှစ်အတွင်းသူအပတ်တကုတ်စ조사ခဲ့မှုရဲ့ပြည့်စုံတဲ့တရုပ်ဆောင်မှုမှတ်တိုင်တစ်ခုလည်းဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။သူဟာအနုပညာလုပ်တွေကိုလောက်ကင်ုံနဲ့မကပဲမိမိတို့ရဲ့လူရှင်တော်အတိုင်းဝိုင်းပေါ်မှာလည်းစာနာထောက်ထားတတ်သူလည်းဖြစ်ပါတယ်။သူဟာလူရှင်တော်အသင်းရန်ကုန်ရဲ့ဒုတိယဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သူဖြစ်ပြီးအခက်အခဲဖြစ်နေတဲ့တက်ကြီးလူရှင်တော်တွေကိုကြော်ပွဲတွေပြုလုပ်ပြီးထောက်ပံ့ကူညီခဲ့သူလည်းဖြစ်ပါတယ်။လူမှုရေးလုပ်ငန်းတွေမှာတက်ကြွပါဝင်ဆောင်ရွက်တာတွေကိုလှုပ်ဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ဒါအပြင်အနုပညာလောကနဲ့လူမှုရေးလောကမှာစွမ်းတမန်ဆောင်ရွက်မှုတွေကြောင့်နိုင်ငံတော်ကချီးမြှင့်တဲ့လူမှုထူးချွန်ဆုတတိယဆင့်ကိုလည်းရရှိခဲ့သူလည်းဖြစ်ပါတယ်။အိမ်အောင်ရင်းနဲ့မိသားစုဘဝမှာလည်းဇနီးဖြစ်သူနဲ့သူနားလည်မှုရှိရှောက်လန်းနေသူဖြစ်ပြီးသူ့ရဲ့ဇနီးဟာအိမ်အောင်ကိုအစရစီမံခန့်ခွဲမှုကောင်းမွန်တဲ့အိမ်အောင်ရှင်မတူဖြစ်တယ်လို့လည်းအမြဲချီးကျူးစကားပြောဆိုလေးရှိသူလည်းဖြစ်ပါတယ်။လောကရန်ရဲ့အလှည့်ပြောင်းတွေအခက်အခဲတွေကြားကနေပရိသတ်ကိုရေမောချင်းအမှုပညာနဲ့အမြဲဖျော်ပြပေးခဲ့တဲ့လူရှင်တော်ကြီးအောင်တီရဲ့ဘဝခီးလန်းဟာတော့အဆုံးသက်သို့သွားခဲ့ရပြီလည်းဖြစ်ပါတယ်။လက်ရှိမှာတော့လူရှင်တော်ကြီးအောင်တီဟာပရိသတ်နဲ့မိသားစုကိုနှုတ်ဆက်လို့ထွက်ခွာလို့သွားခဲ့ပြီလည်းဖြစ်ပါတယ်ခင်ဗျာ။